နားဆင်ပေးပါစာမေဒါမှုကတော့ဦးမြင့်သိမ်းမောင်တောင်းတော်ရဖြစ်ပါတယ်မိတ်ဆွေရဲ့ only လက်ရှိစရမလားနေချင်ခဲ့ရမလားကိုဒိမရီတွေနောက်ဒိမရီတွေပုံတွေပြောင်းတဲ့သူကဘာတစ်ဖက်မှာမျက်နှာအသက်နဲ့ပြခွာမပြေးမိနေပါအောင်ပြောပြရစေအောင်ကွယ်တုံးကူ၍မယူနိုင်ဘူးသမီးတဲ့မမီတဲ့ရက်ကရွှေလေးပြင်းကန်လဲလာမီနိုင်တော့လေလို့ရင်သူမနိုင်နဲ့တာရပါပဲအကြောင်းရှိလေ
မြင်မို့အိုးပဲတိမ်ပလီကျိုးမရောက်နေရင်သိနေတိမ်မလို့နဲ့စိတ်နဲ့စိတ်ရဲ့စိတ်ရဲ့လေပန်းချစ်သူကျွမ်းရင်မူစေအောင်လေနောင်ရင်ကကြီးစဲကလူမြူအန်တွေပြောင်းတိမ်ပလီတွေနာတိမ်ပလီတွေနာတိမ်ပလီတွေနာ ကဲချစ်တဲ့ပိတ်သက်ကြီးလက်ခုပ်တန်းလေးနဲ့အားပေးပါဦးငြိမ်နေရပဲအိတ်ငိုက်နေကြတာ မလေးနားနဲ့မဆက်အောင်ပါ အလူပညာသမားကြီးပိတ်သက်ရဲ့လက်ခုပ်တန်းခွန်အားတစ်ခုပါကိုကြီး ကျန်တဲ့ပါရှိလို့တော့ဆိုလဲအနုပြန်သမားတွေလုံးမတန်ပေါ်များတဲ့ရတိတာ အဲ့ရောဒီပကွေးပကွလာတာစူဆန်တို့ကပို့ပြီးတော့အားဆိုင်ပြီးထည့်ရပါတယ်ရှင်ဒါကြောင့်ခိုးသွားတယ်လို့ပြောမှာဆိုလို့နော်